ရွှေသိန်းတော်ဖះမှာအရက်ဖြတ်မယ်ဒိဋ္ဌံယူမယ်နော်ဆိုတဲ့အရက်သမားတွေရဲ့အရက်သမားရဲ့မိန်းမတွေရဲ့ဒီဗီဒီယိုခဏလေးထိုင်ပြီးနားတော့မသိတာလေးတွေသိအောင်လို့နော်ရွှေသိန်းတော်ဖះမှာအရက်လှူပြီးအရက်ဖြတ်ပြီးဆိုရင်ဘလို့ဒိဋ္ဌံမျိုးပဲသွားလှုပ်လို့ပေါ့နော်ရွှေသိန်းတော်မှာအဒိဋ္ဌံလှုပ်ခဲ့ပြီးဆိုရင်ရွှေသိန်းတော်ကစမ်းတယ်နော်ရွှေသိန်းတော်စမ်းတာအရန်ကြောက်စရာကောင်းတယ်ရမ်းကြောက်စရာကောင်းတယ်အရက်သမားတွေအတွက်ဆိုပိုဆိုးတယ်ရက်သမားတွေကကျိန်ခဲ့ရတာတွေကလည်းတော်တော်ကိုပြင်းပြင်းထန်ထန်ကျိန်ခဲ့ရတယ်ကျိန်ပြီးရတဲ့အဲ့ဟာတွေကိုဖះဆန်းတက်တာနော်ဆန်းတက်တယ်အိမ်ရောက်ပြီးဆိုတာနဲ့လင်မယားရန်ဖြစ်တယ်ဟာလားအလောက်ကအစင်မပြေတာတွေဖြစ်လာတယ်အမျိုးမျိုးနော်ဟိုစိတ်ညစ်ပြီးရက်သမားတွေတော်တော်များများစိတ်ညစ်လို့ရက်တော့တယ်ဆိုတော့အကြောင်းပြချက်ကများလာဟုတ်အဲ့တော့စိတ်ညစ်စရာတွေအများကြီးကြုံအောင်သူကဖះလှုပ်ပြီးတောက်ချောက်လှုပ်ပြီးအဲ့ချိန်မှာတအားခံရတာနော်ဒါပထမစလှူတဲ့ချိန်အရန်ခံရတာတတိထားပါစိတ်ညစ်စရာတွေကြုံတယ်တချို့ဆိုရင်ငါကွာငါကောင်းကောင်းမွန်မွန်မတော်မဆကောင်းကောင်းမွန်မွန်နေပါလိရဲ့နဲ့ငါဘောအကောင်းမမြင်ဘူးဆိုရင်မိမနဲ့ရန်ဖြစ်ပြီးတော့ရွဲ့ပြီးတော့ပြန်တောက်ကြတာမျိုးတွေရှိကြတယ်အဲ့မှာဒုက္ခတွေရောက်ကုန်တယ်နော်အရက်ပြန်တောက်အောင်စမ်းတာအရန်ကြောက်စရာကောင်းတယ်အရက်ပြန်မတောက်ချင်တောက်ချင်အောင်လှုပ်တယ်တွန်းပို့တယ်ဒါပေမဲ့ကိုကဖះမှာအဋိဌံဝင်ထားပြီးတော့မှတစ္ဆာပြုတ်ထားတာဖြစ်သည့်အတွက်နိုင်အောင်ထိန်းရမယ်ဟာတခုခုဖြစ်ပြီးဆိုတာနဲ့တခုခုပြဿနာတခုခုဖြစ်ပြီးအိမ်မှာအိမ်တွင်းရေးဖြစ်ဖြစ်ဘာဖြစ်ဖြစ်မိမနဲ့ရန်ဖြစ်ပြီးဆိုတိုင်းအမြဲတမ်းတတိပြန်တာဒါငါ့ကိုဖះဆန်းနေတာပဲဖြစ်မယ်ဖះဆန်းနေတာပဲဖြစ်မယ်ဆိုပြီးတော့ကိုဖះသားလေးယူပြီးတော့ဖះတရားလေးလှုပ်ပြီးစိတ်ကလေးကိုလျှော့ထားပြဿနာကိုမဖြစ်အောင်ပြီးတော့အရက်ဖြတ်လာပြီးရင်ဟာငါဘယ်နေ့ဘယ်ရက်ကဖြတ်တာမနေ့ပြန်ဘယ်နှစ်နာရီဆိုရင်ပြည့်ပြီအဲ့တော့ဘယ်နှစ်မိနစ်ဆိုရင်ငါတောက်လို့ရပြီဆိုပြီးအရက်ကျိုးဝယ်ကြတာတွေမှားတယ်နော်တအားမှားတယ်နော်မလုပ်ရဘူးမနေ့ပြန်ရက်လှူလာတာမနေ့ပြန်ဆိုပြည့်ပြီဆိုရင်တပတ်ခေါင်အောင်ပွဲသွားထိုးရမှာအောင်ပွဲလုံးဝမထိုးလို့မရဘူးနော်အောင်ပွဲသွားထိုးမှာအရက်လှူထားတဲ့ရက်လာနှစ်တက်တန့်ပြည့်ပါပြီဆိုတာကိုအကြောင်းသွားကြတာဖះအောင်အဲ့လိုအောင်ပွဲထိုးပြီးဆိုမှတပတ်10ရက်ပြန်တောက်ပြီးပြီဆိုရင်နောက်တစ်ခေါက်ပြန်ပြီးတော့အဋိဌံထက်လှုပ်ထက်လှူထက်ဖြက်နော်တပတ်10ရက်လောက်ပဲတောက်ပြီးထက်ဖြက်ဖြက်ပြီးရင်အရင်လိုပဲစမ်းသပ်မှုလျော့သွားမယ်လုပ်ငန်းတွေစင်ပြေးလာမယ်ကိုယ့်ကိုအကျိုးပေးလာမယ်အဲ့ကြမှာလာမှာနော်ပထမတစ်ချိန်ကတော့စမ်းသက်ခံရမှာပထမတစ်ချိန်လှူတဲ့ချိန်စမ်းသက်ခံရမှာနော်အဲ့ဒါကိုလုံးဝတတိထားရမယ်ပြန်မတောက်မရအောင်နေရမယ်ဟုတ်ပြီနော်ရန်ရေးကြည့်တယ်